ဒီလိုမျိုးဖတ်ထုတ်ပေါင်းတွေဖတ်ထုတ်ကြော်တွေအပြင် homemade ခောက်ဆွဲတွေနဲ့စီလုံတီးတွေအပြင်ဖတ်ထုတ်ကိုမှ flavor တော်တော်စုံလေးရွေးလို့ရပြီးတော့ homemade ခောက်ဆွဲလေးတွေပါစားလို့ကောင်းတယ်မနက်စာကောင်းလေးရတဲ့ဆိုင်တွေတစ်ခုကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ဒီဆိုင်လေးကိုသွားတော့မနက်စာကိုအဓိကစားခြင်းလို့သွားတာပေါ့နော်။ဘာလေးရလဲဆိုရင်တော့ဖတ်ထုတ်ကိုမှအခုလိုမျိုး flavor တော်တော်စုံရွေးလို့ရပြီးတော့ဖတ်ထုတ်အရေးမာလာဖတ်ထုတ်နဲ့ဖတ်ထုတ်ချင်ဆက်တွေအပြင် homemade ခောက်ဆွဲလေးဆိုပြီးလဲတော်တော်စုံရွေးချယ်လို့ရပါတယ်။ဆိုရင်တော့ကျွန်တော်မှာတဲ့ menu လေးရောက်လာပြီပေါ့နော်။ကျွန်တော်တို့ကတော့တငယ်ချင်းနှစ်ယောက်တော့စားခဲ့တာမလို့စားချင်တာလေးတွေကိုတော့အခုလိုမျိုးနည်းနည်းစီမှာခဲ့ပါတယ်။ဒါကတော့ဒီဆိုင်ဟိုတဲ့အမြဲစားပြနေကြဖြစ်တဲ့ဖတ်ထုတ်စီချက်ပေါ့နော်။ဖတ်ထုတ်စီချက်ကိုမှအချို့အဆက်ရပြီးတော့အဆက်လေးကိုတော့အမြဲစားဖြစ်ပါတယ်။ချက်ဝက်နဲ့ပစုံဆိုပြီးရွေးချယ်လို့ရတာအောင်မှာကျွန်တော်ကတော့ဝတ်သားလေးနဲ့ပဲအမြဲစားဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဟိုကလေအဆက်ဆိုပေမဲ့အရင်ဆက်နေမျိုးမဟုတ်ပဲနဲ့အဆက်ပါတယ်ဆိုရင်လောက်လေးခုမှအရသာလေးကလည်းထိမိနေရောပါပဲဒါကတော့စက်သားဖတ်ထုတ်ပေါင်းလို့ပြောတယ်ဗျာကျွန်တော်ကတော့ menu အသစ်ဆိုတာနဲ့စိတ်ဝင်စားပြီးတော့မှာခဲ့တာပါသူထဲမှာဆိုရင်လည်းအခုလိုမျိုး flavor လေးတွေလည်းပါပြီးတော့ကျူးဆိုင်နေရောင်မှုတွေဥနီတွေနဲ့ဒါလေးကတော့ဆေးပဲဥလီလာတော့မသိဘူးပေါ့နော်ကျွန်တော်တေချာလေးမမှတ်မိရောလို့အထဲမှာဆိုရင်လည်း flavor လေးတွေက6မျိုး9မျိုးလောက်ထည့်ပေးထားပြီးတော့အသားလေးတွေကလည်းလုံးဝနူးညံ့နေရပါပဲအခုသဘောအကျဆုံးပြောပါဆိုရင်တော့သူ့ရဲ့ဖတ်သားလေးပေါ့နော်ဖတ်သားလေးကလည်းလုံးဝပပလေးကိုမှအပြန်းနေပြီးတော့အထက်ကအသားတွေကိုပါလှမ်းမြင်နေရတဲ့အထိပါတယ်ပေါ့နော် menu အသစ်ဆိုပေမဲ့ကျွန်တော်တို့ကတော့ဒီကြက်သားဖတ်ထုတ်ပေါင်းနှစ်ပွဲမှာခဲ့တာပေါ့နော်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ကြက်သားဖတ်ထုတ်ပေါင်းဘယ်လောက်ကြိုက်လဲဆိုရင်တော့တယောက်ကိုတစ်ပေါင်းလုံးနဲ့အဝစားခဲ့လိုက်တယ်။ထုတ်လေးစားပြီးသွားပြီဆိုတော့ဒီဆိုင်မှာကလေနာမည်ကြီးဟာခောက်ဆွဲလေးနာမည်ကြီးတာဆိုတော့သူ့ရဲ့ဂျုံခောက်ဆွဲလေးလည်းစားကြည့်ခဲ့ပါသေးတယ်။ခောက်ဆွဲလေးကိုကြိုက်တဲ့တစ်ချက်ကလေသူ့ရဲ့ခောက်ဆွဲလေးတွေက homemade ခောက်ဆွဲလေးဖြစ်တာမလို့အီထွေးထွေးလေးလည်းရှိပြီးတော့ကျုပ်ဥများများနဲ့လှုပ်ထားရလို့လည်းပြောပါတယ်။ကဲ၍လေမနက်စာစားတဲ့အခါမှာပုံမှန် ready made ခောက်ဆွဲလေးစားနေမယ်။စား homemade ခောက်ဆွဲကောင်းလေးစားခြင်းနဲ့ဆိုရင်တော့ဒီဆိုင်ခောက်ဆွဲလေးစားကြည့်ဖို့အတွက်လည်းကျွန်တော်က highly recommend ပေးပါတယ်။အလေးကတော့ကျွန်တော်တငယ်ချင်းစားခဲ့တဲ့ကြက်ပေါင်းအောင်မှာလေရှမ်းနဲ့လားမသိဘူး။သူကလေဗမာချက်သုံးမိထားတဲ့ပုံစံမျိုးလေးဖြစ်ပြီးတော့အသားကတော့အရင်အများကြီးမဟုတ်ဆိုပေမဲ့လေအားရပြည့်ပြည့်နဲ့မနက်စာစားလို့ရတဲ့ပုံစံမျိုးလေးပါမနက်စာစားပြီးသွားပြီဆိုရင်တော့ကျွန်တော်က drip menu ထဲမှာဆိုရင်တော့အခုလိုမျိုးလက်ဖက်ရည်နဲ့စီလုံတီးလေးလည်းရတာဖြစ်တဲ့အတွက်စီလုံတီးလေးလည်းတောက်ခဲ့ပါသေးတယ်သူရဲ့စီလုံတီးလေးဆိုရင်လည်းလေအခုလိုမျိုးအထဲမှာမလိုင်ဘက်တွေလည်းအပြည့်နဲ့မလို့ကျွန်တော်ကတော့ဒီစီလုံတီးလေးကိုလည်းအကြိုက်တွေ့ခဲ့ပါတယ်။ကဲ၍မနက်စာစားပြီးသွားတဲ့အချိန်မှာအီလေးလည်းဖြစ်နေရဆိုရင်လည်းအခုလိုမျိုးဆန်ချိုအီလေးလည်းတောက်လို့ရပါသေးတယ်ကျွန်တော်ဘာလို့ဒီဆိုင်လေးကိုသဘောကျလဲဆိုရင်တော့ဆိုင်လေးကလေဖွင့်ထားမှာတိတ်မကြသေးဘူးဆိုပေမဲ့လည်းအရသာလေးကလည်းတော်တော်လေးကောင်းနေပေါ့နော်ဆိုင်ထဲဝင်လိုက်တာနဲ့အခုလိုမျိုးအတွင်းဝိုင်းလေးတွေနဲ့အပြင်ဝိုင်းလေးတွေဆိုပြီးရှိပြီးတော့အတွင်းဝိုင်းလေးတွေမှာထိုင်မယ်ဆိုရင်တော့အဲကွန်အေးလေးနဲ့ထိုင်လို့ရပါတယ်။ထဲမှာဆိုရင်လည်းအခုလိုမျိုးတသက်ရဲတသက်ရှင်ရှိပြီးတော့ဆန်ရှင်းမှာဆိုရင်လည်းအခုလိုမျိုးကားရဖို့အတွက်ကားပါကင်ကလည်းကြဲဝန်းရှိပါတယ်။ဒီဆိုင်လေးကတော့ morning tea house ဆိုတဲ့ဆိုင်လေးပါ။ဆိုင်ဖွင့်ချိန်လေးကတော့မနက်6နာရီခွဲကနေပြီးတော့နေ့လယ်2နာရီထိဖွင့်ပါတယ်။ဆိုင်လေးစာလေးအနေနဲ့ဆိုရင်တော့အမှတ်148အေးသာရလန်တာမွေမန်အောင်ရက်ကွက်ရန်ကုန်မြို့မှာရှိပါတယ်။အဲဆိုရင်တော့ဒီနေ့ vlog လေးတော့လောက်ပါပဲ။အားလုံးပဲနောက် vlog တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။